ဒီနေ့ဘန်ကောက်ရာမာ3ကဘတ်135တန်းတန်ဗမာငွေနဲ့ဆိုဗမာငွေသိန်းပေါင်း2သိန်းတန်နဲ့လုံချင်းအိမ်ကိုလိုက်ပြပေးပါမယ်အပြော်လိုက်ကြည့်ကြပါပေါ့နော်သူက850 square meter ကျယ်ပါတယ်ဒီအိမ်မှာဆိုရင်အောက်ထပ်မှာအိတ်ခမ်းတစ်ခမ်းအပေါ်ထပ်မှာအိတ်ခမ်း4ခမ်းစုစုပေါင်းအိတ်ခမ်း5ခမ်းပါဝင်ပါတယ်ရေကူးကန်လည်းတစ်ခါတည်းပါပြီးသားပါအိမ်ထဲမှာပဲကဲဒါကတော့ဝင်ချင်းမှာဘာအသေးစားလေးရှိပါမယ်အဲကန်ပြီးလို့ရှင်ဘာအသေးစားလေးလာမယ်ဒါကတော့ထမင်းစားကန်အကြီးပေါ့နော်ဒီဘက်ဘေးမှာကိုဒီ recreational space အနေနဲ့ပြီးလျက်ထိုးတဲ့ခုံလေးထားပေးထားတယ်နောက်ထပ်စကားပြောစရာနေရအဲကန်တစ်ခုထပ်ရှိပါသေးတယ်ကဲကြည့်အကျယ်ကြီးပဲเนาะဒီဘက်မှာနောက်ထပ် mini bar အသေးလေးရှိသေးတယ် space တွေအရင်များတယ်ပေါ့နော်အိမ်ကအရင်ကြီးတဲ့အတွက်ကြောင့်မလို့မိသားစုဝင်များများဆဆရှိရဆိုလို့ရှင်ဒီလိုအိမ်မျိုးမှနေရင်တော့လုံးဝပြောစရာကောင်းမှာပါပဲအိမ်ကြီးုံနဲ့မကောက်အခန်းတွေလည်းအများကြီးထည့်ပေးထားတော့လေတယောက်နဲ့တယောက်တိုက်မနေတော့ဘူးပေါ့နော်ကိုယ် own space ကိုရတယ်ဒါကဒီအောက်ထပ်မှာရှိတဲ့နောက်ထပ်ဧကန်တစ်ခုပဲအဓိက main lobby မှာပေါ့နော်ဧည့်သည်တွေများနေလို့ရှင်ကိုယ့်ရဲ့ဧည့်သည်ကိုဒီမှာခေါ်လာပြီးတော့တည်တံ့စကားပြောလို့ရတယ်အဲ့ဒီဘက်ဘေးမှာရေကူးကန်လေးရှိပါတယ်ကဲအခုအိမ်ရဲ့မျက်နှာစာရှေ့ဘက်မှာရှိရပါတော့ရေကူးကန်နောက်ဘက်မှာထားတာမဟုတ်ဘူးရှေ့ဘက်ဘေးဘက်ရောက်မယ်အဲ့ဒီမှာရေကူးကန်ရှိပါမယ်အိမ်ထဲမှာတခါတည်းပါပြီးသားရေကူးကန်ဖြစ်ပါတယ်အဲ့ဒီရေကူးကန်ရဲ့နောက်မှာနောက်ထပ်အိတ်ခမ်းတစ်ခုရှိပါတယ်ဒါကတော့အောက်ထပ်မှာရှိတဲ့တစ်ခုတီးတော့အိတ်ခမ်းပေါ့နော်ဒါဆိုရင်ဒီအောက်ထပ်မှာပဲရှိတဲ့မိဖို့ကြောင့်ကျေးယူတစ်ချက်ကြည့်ရအောင်မိဖို့ကြောင့်လေးအရန်ကြီးတဲ့ခါကျတော့ချက်လို့ရှိရင်ပစ္စည်းလမ်းယူရတာတော့အတော်ဝေးမယ်ဟိုဘက်ဒီဘက်ကျဲနေတဲ့ခါကျတော့လေကွန်ထရိုလိုကျင်းကျင်းလေးမဟုတ်တော့ဒီနောက်ဘက်မှာတကားပေါက်တစ်ခုရှိတယ်နောက်ဘက်ကိုထွက်လို့ရပါတယ်အောက်ထပ်ပြီးပြီဆိုတော့အပေါ်ကိုတက်ကြည့်မယ်နော်အိတ်ခမ်းနေများတော့ဗီဒီယိုကနည်းနည်းရှည်မယ်လိုက်ကြည့်ပေးဦးနော်ဒါအပေါ်တက်မှာရှိတဲ့အိတ်ကန်အကျဉ်းလေးဖြစ်ပါတယ်ဒီအိတ်ကန်အောက်ထပ်နဲ့ရှင်တော့နည်းနည်းသေးပါတယ်လူကြီးတွေအောက်ထပ်မှာသူတို့မိတ်ဆွေနဲ့စကားပြောရဆိုရင်ကိုယ်တငယ်ချင်းပေါ်တက်ခေါ်လာလို့ရတယ်ဒါအဲ့ဒီဘေးဘက်ကအိတ်ခမ်းဒီအိတ်ခမ်းကနည်းနည်းသေးတယ်သူကအကုန်လုံး master room နေရေချိုးကိုင်းတာတွဲလျက်ပါပြီးသားဒီခမ်းလေးကနည်းနည်းလေးသေးသွားတယ်ပေါ့နော်ဒါဆိုရင်နောက်ထပ်တစ်ခန်းပြမယ်ဒီခန်းကအရန်ကျယ်ပါတယ်အတော်လေးကျယ်ပါတယ်မိန်းကလေးတွေကြိုက်မဲ့အခန်း closet ကလည်းအကြီးပဲဝတ်စားအများကြီးထားလို့ရတယ်လှပြင်ပစ္စည်းတွေထားလို့ရမယ်ဒီနေရာမှာ skin care တွေထားဖို့နေရာလည်းအလုံလောက်ရှိတယ်ကိုယ့်ရဲ့လက်ဝတ်လက်စားတွေလည်းထားလို့ရတယ်ပြီးတော့ရေချိုးခန်းအိမ်သားကလည်း bath တက်ပါသေးတယ် shower တွေမကောက်ကိုသားစုဒီခန်းကိုရွေးမှာပဲเนาะဒီအိမ်မှာဒါကနောက်တစ်ခန်းမှာဒီအခန်းကဆောနောကအဓိကအခန်းလိုမျိုးအရင်မကျဘူးပေါ့နော်ဒါပေမဲ့သူလည်းသူ space သူပါတယ်ဒီမှာကိုယ့်ရဲ့အလှပြင်ပစ္စည်းထားတာပဲဖြစ်ဖြစ်စာကြည့်ခန်းပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်လုံချင်းအိမ်တွေကထုံးစံတိုင်း lease ဟိုပါเนาะဒါကတကယ်သူတို့အရန်ချမ်းသာတဲ့လူတွေဝယ်နေကြတဲ့နေရာမျိုးလို့ဈေးတွေတော့အရန်ကြီးပါတယ်ဒီဘက်ကနေရှောင်းမယ်ဆိုရင်ဒီမှာနောက်ထပ်အခန်းနှစ်ခန်းပြဖို့ရှိသေးတယ်နောက်တစ်ခန်းကိုကြည့်မယ်ဒါကလည်းသူ့ရဲ့အကြီးဆုံးအခန်းနှစ်ခန်းတွေကတစ်ခန်းပေါ့နော်ဝင်ချင်းအိတ်ခမ်းတမ်းမရဘူးကိုယ့်ရဲ့အဝတ်စားတွေထားဖို့နေရာရှိမယ်ပြီးလို့ရှိရင်အိယာကြီးလာပါပြီဒါသူ့ရဲ့အခန်းကိုဒီဘက်ကလှည့်ရိုက်ပြထားပါတော့ဒါဆိုရင်အခန်းနေဆုံးသွားပါပြီပေါ်တက်က၄ခန်းပြည့်သွားပါပြီရှင်